ဒါမျိုးအင်ကြီးလေးတွေမှမယူရင်ဘယ်လိုမျိုးအင်ကြီးမျိုးယူမလဲမမတို့ဒါလေးကတော့ BKK ချီစပတ်အထူကိုမှဇင်းမဲ့စင်ကလေးထွက်ထားတာဒါလေးဆိုတော်တော်လေးကိုမှလှတယ်မကြုံမိုက်နေရောပဲမဖြစ်လို့ရှေ့ခွဲအိမ်နှစ်ဖက်လေးပဲလှုပ်ထားပေးတယ်ရိုးရိုးရှင်းရှင်းလဲဝိုင်းလေးပဲနော်မဖြစ်လို့ဖောက်တဲ့တွေကော်လန်နေပါမကြိုက်တတ်ဘူးအဲ့တော့မဖြစ်ရိုးရိုးလေးပဲလှုပ်ထားပေးတယ်ဈေးလေးက6200ကစားတယ်တစ်စိုက်ကို200တိုးတယ်6200 6400 6600 6800 9000ဆိုပြီးတော့ရင်းစိုက်က4နှစ်4 4 6 48 50မဖြစ်ဝတ်ထားတာအသေးဆုံးစိုက်ရင်40နှစ်စိုက်ကတ်တင်လေးကတော့ဝယ်နေကြစိုက်တဲ့စိုက်တိုးယူတယ်ပိုကောင်းတယ်ဘာလို့ဆိုကတ်တင်လေးနည်းနည်းသေးတယ်ချုပ်သားကွက်လက်တီလေးတွေကရွရွဆောင်ဆောင်မလာဘူးအော်ဒါချုပ်ဖြစ်ပါတယ်မင်္ဂလာဈေးတယ်မဟုတ်ပါဘူးเนาะမဖြစ်လို့ကိုယ်တိုင်ပိတ်နဲ့ဒီလိုချုပ်ထားတဲ့အထည်ဖြစ်တယ်ဒီအထည်လေးလည်းမမတို့ရေအရေအတွက်ကတော့800ကျော်ရှိတယ်ဒါပေမဲ့800ကျော်ရှိတယ်ဆိုရင်တစ်စိုက်ကို150လောက်ပဲရှိမှာလေသူကဟုတ်တယ်နော်တစ်စိုက်ကို150နီးပါးလောက်ပဲရှိမှာဆိုတော့မိုင်းတို့စိုက်နေဆိုရင်တော့ဘာမှကြံမှာမဟုတ်ဘူးเนาะအဲ့တော့လက်သွက်လေးတော့လာယူအမကြီးတစ်စိုက်ကိုပေါ့နော်3ထည်နဲ့ဒါမှမဟုတ်တစ်စိုက်6ထည်နဲ့စိုက်စုံအကုန်ယူမယ်ဆိုရင် VVIP ဈေးရှိတယ်ထဲမှာ